ဂျေဘောဘက်ကနေလောင်းပြီးတော့ဒေါ်လာ2သိန်းထပ်လူလိုက်တဲ့ဘူကောင်ကြီး Drake အားလုံးပဲမင်္ဂလာပါ Drake လို့ပြောလိုက်တာနဲ့နာမည်ကြီးဆိုတော့တူဦးဆိုတာအပြင်ဘူကောင်ကြီးတူဦးအနေနဲ့ပါပြည်သက်တွေကတွဲမြင်နေကြပါတယ်ဝေရှားခတ်နေတယ်ဆိုရင် Drake လောင်းသမားကိုထိုင်ပြီးဘက်ကန်လို့တော့ပြောရမလို့ဖြစ်နေတာပါ Drake လောင်းသမားရှုံးနေတက်ပြီးတော့သူအားပေးလိုက်တဲ့အသင်းဒါမှမဟုတ်ကစားသမားတူဦးကသူလောင်းလိုက်ပြီဆိုတာနဲ့အလိုလိုကိုရှုံးသွားတတ်ပါတယ်အဲကြောင့်လဲအားကစားလောကမှာဆိုရင် Drake ကျိန်စာဆိုပြီးတော့နာမည်ကြီးခဲ့ပူပါတယ်ကစားသမားတွေထဲမှာဆိုရင်ပေါ့ပါကာဆာဝါနဲ့ James Bond လေးဆန်ချူတို့က Drake နဲ့ပတ်သက်မိပြီးတော့ဆဆိုရွာရှုံးပွဲတွေကြုံတွေ့ခဲ့ပူပါတယ်။လောင်းကစားမှာဆိုရင်လေ Drake လောင်းသမားကလွဲနေတက်ပြီးတော့မကြာခဏဆိုသလိုကိုအလူပေးနေရတာပါ။နိုင်မယ်ထင်တဲ့ပွဲကိုလောင်းရင်လည်းမနိုင်သလိုမနိုင်လာဘူးထင်တဲ့ပွဲကိုလောင်းရင်လည်းမနိုင်ပါဘူး။လက်တလုံးမှာဆိုရင်လေ Drake ကဒေါ်လာ2သိန်းထပ်လူလိုက်ပြန်ပြီလို့သိရပါတယ်။အကြသေးခင်တုန်းကပဲ YouTuber ကနေ boxing သမားဖြစ်လာတဲ့ Jay Paul နဲ့ heavyweight boxing သမားကြီး Anthony Joshua တို့ရဲ့ပွဲကြီးပွဲကောင်းတစ်ပွဲရှိခဲ့ပါတယ်။ Jay Paul က boxing လောကထဲကိုဝင်လာပြီးနောက်ရလက်တွေကောင်းမွန်နေတယ်ဆိုပေမဲ့သူ့ရဲ့ level က Anthony Joshua လို level မျိုးမဟုတ်ပါဘူး။နောက်ပြီးသူတို့နှစ်ဦးကြားမှာဝိတ်တန်းကလည်းကွာလွန်နေပြီးတော့ဂျိတ်ဘောအနေနဲ့ပုံမှန်ဝိတ်ထက်တောင်တင်ထိုးခဲ့ရတယ်လို့သိရပါတယ်။ဒါကြောင့်အန်တိုနီဂျိုရှူအာပဲအနိုင်ရမယ်ဆိုတာကလေးစခွေးဆုံးတည်တဲ့ပွဲလို့ပြောလို့ရပါတယ်။ဒါပေမဲ့ Drake တယောက်ကတော့နိုင်တို့ကြောင့်ပြီးဂျိတ်ဘောနိုင်ရမယ်ဘက်ကနေဒေါ်လာ2သိန်းလောင်းကြီးထပ်ခဲ့ပါတယ်။အောက်ကြီးဖြစ်တဲ့ဂျိတ်ဘောသာအနိုင်ရမယ်ဆိုရင်တော့လောင်းကြီးရဲ့8ဆတိရရှိသွားမှာပါ။ဒါကြောင့် Drake အနေနဲ့8ဆအောင်မှတ်ပြီးလောင်းလိုက်တဲ့ပုံလေးရပါတယ်။တကယ်တမ်းဂျိတ်ဘောနဲ့အန်တိုနီဂျိုရှူအာတို့ထိုးတက်ကြရမှာအန်တိုနီဂျိုရှူအာကပဲအသာစီးထိုးသွားခဲ့တာပါ။စောစီစီကလေးကဂျိတ်ဘောကိုလည်းထိုးလို့ရတဲ့အနေအထားမျိုးလည်းရှိခဲ့ပြီးတော့ညထိုးသွားခဲ့တယ်လို့တော့ပြောလို့ရပါတယ်။ပွဲရတော့ချီပွဲအနေနဲ့စီစဉ်ထားခဲ့တာဆိုပေမဲ့အချီပြည့်တဲ့အထိတော့မရောက်ခဲ့ပါဘူး။ပထမမြောက်အချိန်မှာတင်အန်တိုနီဂျော်ရှူအာကဂျိတ်ဘောကိုအလဲထိုးပြီးအနိုင်ယူသွားခဲ့ပါတယ်။ဂျော်ရှူအာရဲ့ထိုးချက်တွေကြောင့်ဂျိတ်ဘောတယောက်မေးယူပါကျိုးသွားခဲ့တယ်လို့လည်းသိရပါတယ်။ဘလိုပဲဖြစ်ဖြစ်ဒီပွဲကနှစ်ဦးစလုံးနဲ့အရှုံးမရှိခဲ့ပဲနဲ့ထိုးချက်တယောက်ကိုဒေါ်လာ390လောက်ရတယ်လို့လည်းသိရပါတယ်။တကယ်တမ်းရှုံးသွားတာ Drake ဖြစ်နေပြီးတော့မစီမဆိုင်ကြားတွေကနေဒေါ်လာ2သိန်းလောက်ရှုံးသွားခဲ့တာဖြစ်ပါတယ်။တကယ်လို့ Drake သာအန်တိုနီဂျော်ရှူအာဘက်ကနေလောင်းလိုက်မိရင်ဂျိတ်ဘောများနိုင်သွားမလားဆိုပြီးတော့တွေးစရာတော့ရှိနေပါတယ်။ Drake အနေနဲ့သူ့ရဲ့ဘူကောင်မှတ်တမ်းကိုဆက်ပြီးထိန်းသိမ်းသွားခဲ့တယ်လို့ပြောလို့ရပါတယ်။ဆုံးဖြတ်ချက်တွေအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်